ခမရမြန်မာနိုင်ငံသားတယောက်လည်းဖြစ်တယ်။နီးပညာကိုလည်းခမရအထိုက်အလျောက်ဝါသနာပါပြီးတော့လေ့လာခြင်းနဲ့စိတ်ဝင်စားတဲ့စိတ်လည်းရှိတယ်ဆိုလို့ရှိရင်ဒီ YouTube channel ကမဖြစ်မနေကို subscribe လုပ်ထားရမယ် YouTube channel သူ့ရဲ့ဗီဒီယိုတွေကိုကျွန်တော်မလွတ်တမ်းကိုစောင့်ကြည့်တင်တယ်။ဒီလိုပြောနေရတဲ့အကြောင်းရင်းကဘာကြောင့်မှမဟုတ်ဘူး။ကျွန်တော်ဒီဗီဒီယိုတွေကိုကြည့်လာခဲ့တာဒါ9နှစ်6နှစ်လောက်ရှိနေပြီ။ဒီဘဲကြီးလုပ်တဲ့ဗီဒီယိုတွေကိုကျွန်တော်အမြဲတမ်းကျွန်တော်ကြည့်ဖြစ်တယ်ပေါ့နော်။အဲ့တော့သူ့ရဲ့ဗီဒီယိုတွေကကျွန်တော်တို့ဒီ entertainment တစ်ခုထက်ကိုပိုတဲ့ဒီပညာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကျွန်တော်တို့နားလည်လွယ်အောင်သူကဒီ GUI ကောင်းကောင်းနဲ့ video edit တွေလည်းကောင်းတယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီ token တွေလည်းကောင်းတယ် script ပိုင်းတွေလည်းကောင်းတယ်ပေါ့နော်အဲ့တော့အကုန်လုံးကိုသူကဒီနားလည်လွယ်အောင်ရှင်းလင်းအောင်ပြောပြနိုင်တဲ့ဒီ test အပိုင်းနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ YouTube channel တစ်ခုလို့ကျွန်တော်မြင်တယ်အစောတုန်းကတော့သူဖုန်း review တွေလုပ်တယ်ပေါ့နော်ဒါဖုန်း review တွေနောက်ပိုင်းအခုနောက်ပိုင်းဆိုလို့ရှိရင်ဒီဖုန်း review တွေအပြင်ဒီနည်းပညာနဲ့ပတ်သက်တဲ့ sharing တွေ knowledge တွေကိုပါသူလုပ်ပေးလာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးအောင်မြင်တဲ့တော်တော်လေးကောင်းတဲ့ YouTube channel လို့ပြောရမယ်ကျွန်တော်တို့ဒီနားမလည်တဲ့လူတွေကိုလည်းနားလည်အောင်သူကတေချာရှင်းပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုကြည့်တင်တဲ့ subscribe မဖြစ်မနေလုပ်ထားတဲ့ channel တစ်ခုလို့ပြောရမယ်သူ့ကို Facebook မှာလည်းတွေ့ဘူးကြမယ် YouTube မှာလည်းတွေ့ဦးကြမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဆိုရင်တော့ဒါ9နှစ်6နှစ်တောအတွင်းမှာတော့အတန်းလို့ကြည့်ပြခဲ့တဲ့ဒါ YouTube channel တစ်ခုပါသူဒီကဗီဒီယိုတွေတော်တော်များများကိုလည်းကျွန်တော်ရင်းနှီးပြီးသားဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းမှာသူပို့ပြီးတော့ဒါ test အပိုင်းနဲ့ပတ်သက်ပြီးတော့သူလှုပ်လာတာကိုတွေ့ရတယ်သူအားပေးရမယ်ကျွန်တော်နဲ့အခုကျွန်တော်ဒီလိုပြောပြခြင်းကသူနဲ့ကျွန်တော်နဲ့ personal ဘာမှမရှိဘူးကျွန်တော်ကဒီ YouTube channel ကိုတင်တဲ့ဗီဒီယိုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ကဒါလမ်းညွှန်ပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာကြီးကွန်တက်ကဗျာကြီးကုတ်တာပါ